အားလုံးပဲမင်္ဂလာပါကျမ်းမာရေးပညာပေးဘူးဒတ် channel မှာကြိုဆိုပါရစေကျွန်တော်ဟမ်ဆိုင်စေးမမှာကျွန်တော်ဒီနေ့ဝေမျှပေးမယ့်အကြောင်းအရာကတော့လူရင်းသီးစားသုံးခြင်းနဲ့ကျမ်းမာရေးအကြောင်းပါလူရင်းသီးကအနံ့ပြင်းထန်သလောက်တစ်ခါစားဖို့ရင်ထပ်ထပ်ပြီးစားခြင်းအောင်ဆွဲမဖက်ကောင်းတယ်လို့လူရင်းသီးချစ်သူတွေကတော့ထောက်ခံကြမှာပါရှာပါလူတချို့ကတော့လူရင်းသီးနောက်မခံနိုင်တာမို့စားဖို့တော့မကြိုးစားမိကြပါဘူးလူရင်းသီးရဲ့ပြင်းထန်တဲ့အနံ့တွေကလူရင်းသီးမှာပါတဲ့ဟိုက်ဒရိုဂျင်ဆာဖိုက်အီသန်းဟိုက်ဒရိုဆာဖိုက်ဒိုင်းအီသန်းဟိုက်ဒရိုဆာဖိုက်ဆိုတဲ့ဓာတ်ပစ္စည်းတွေပါနေလို့ပဲဖြစ်ပါတယ်လူရင်းသီးမှာကယ်လိုရီကာဗွန်ဟိုက်ဒရိတ်ပရိုတင်းအဆီဓာတ်ဆိုဒီယမ်ပိုတက်ဆီယမ်အမြင့်ဓာတ်ဗီတာမင် A ဗီတာမင် B6 ဗီတာမင် B12 ဗီတာမင် C ကယ်လ်ဆီယမ်သံဓာတ်နဲ့မက်ဂနီဆီယမ်တွေပါဝင်ပါတယ်အဲ့တော့လူရင်းသီးစားတော့ရင်ဘယ်လိုကျန်းမာရေးကြိုးကြည့်သေးရမလဲဆိုရင်နံပါတ်1ဒေါ်ဝအေစီလူရင်းသီးထဲမှာထရီတိုဖန်လို့ခေါ်တဲ့အမိုင်နိုအက်ဆစ်တစ်မျိုးပါဝင်ပါတယ်ဒီထရီတိုဖန်ဟာဆိုရင်ညဘက်အိပ်ပျော်ဖို့အရေးပါတယ်ဟော်မုန်း2မျိုးဖြစ်တဲ့ဆီရိုတိုနင်နဲ့မယ်လက်တိုနင်ဆိုတဲ့ဟော်မုန်း2မျိုးတိဆောက်ပြောင်းလဲဖြစ်စဉ်ပေါ့နော်မတာဘိုလဇင်တွေမှာအဓိကပါဝင်တဲ့ဓာတ်ပစ္စည်းတွေဖြစ်တဲ့ဒါအပြင်လူရင်းသီးမှာပါတဲ့အဆီဓာတ်တွေကစားပြီးအိမ်ငိုက်စေပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကလူရင်းသီးကိုသဘာဝအိတ်ဆေးအနေနဲ့သုံးမယ်ဆိုရင်ညအိပ်ရမွေခင်2နာရီလောက်လို့မှစားသုံးသင့်ပါတယ်နံပါတ်1ခန္ဓာကိုယ်ကုသစနစ်ကိုကောင်းစေခြင်းလူရင်းသီးမှာပါတဲ့ပရိုတင်းဓာတ်ဗီတာမင် C ဖောလိတ်နဲ့သတ္တုဓာတ်တွေဟာခန္ဓာကိုယ်ကုသစနစ်ကိုထောက်ကူပြုပါတယ်ကိုယ်ခံစွမ်းအားမြင့်မားပြီးတော့ပြင်ပယောဂတွေအလွယ်တကူမကူးစက်နိုင်အောင်ကာကွယ်ပေးပါတယ်နံပါတ်3သွေးတိုးသမားတွေရဲ့အတွက်သဘာဝပေးတဲ့ဆေးလူရင်းသီးမှာပိုတက်ဆီယမ်ပါဝင်မှုများပြီးတော့ဆိုဒီယမ်ပါဝင်မှုနည်းပါတယ်သွေးတိုးယောဂဆိုတာကကျွန်တော်ဆိုဒီယမ်တွေခန္ဓာကိုယ်ထဲမှာများနေလေးရှိပါတယ်ခန္ဓာကိုယ်ထဲမှာပိုတက်ဆီယမ်ပါဝင်တဲ့အစားအစာတွေစားရင်ဆိုဒီယမ်တွေကိုစီးကနေတဆင့်တွန်းထုတ်တဲ့တက်တီခုံတက်တီရှိတယ်ဆိုဒီယမ်နဲ့တူရေတွေပါသွားလို့စီးပုံမသွားစေပြီးသွေးပေါင်ကျစေတာပါလူရင်းသီးမှာပါဝင်တဲ့သဘာဝအော်ဂန်နစ်ကယ်လ်ဆီယမ်ကြောင့်သွေးကြောနေရံတွေကျုံတာသွေးကြောကျဉ်းတာတွေကနေတက်တာစေပြီးတော့သွေးတိုးယောဂကနေကာကွယ်ပေးနိုင်ပါတယ်သတိထားမှာကလူရင်းသီး14မှာ15မှာကစားရင်တော့ပိုတက်ဆီယမ်တွေများလာပြီးတော့နှလုံးခုန်မြန်လာသေးတယ်။ဒါကြောင့်မို့နှလုံးယောဂရှိတဲ့လူတွေဟာဆိုရင်တော့လူရင်းသီးကို3မှာထက်ပိုပြီးတော့မစားသုံးသင့်ပါဘူး။နံပါတ်4အရေပြားလှပစေခြင်းလူရင်းသီးမှာပါဝင်တဲ့အဝါရောင်ကယ်ရိုတင်းတွေဟာဆိုရင်အရေပြားချောမောလှပအောင်ပြုလုပ်ပြီးတော့နေရောင်မှာပါတဲ့ UV ခရမ်းလွန်ရောင်ကြီးကြောင့်အရေပြားပျက်စီးခြင်းကနေကာကွယ်ပေးနိုင်ပါတယ်။နံပါတ်5အစာပြေကအားရင်တိုးစေခြင်းလူရင်းသီးကိုစားရင်စာလောင်မှုကိုပြေပြောက်စေပြီးအားရင်တွေပြန်လည်ရရှိနိုင်ပါတယ်။လူရင်းသီး100 gram စားရင်ရေဓာတ်က64 gram ပါတဲ့အတွက်ရေငတ်ပြေသေးတယ်602 gram လေးရဲ့လူရင်းသီးမှာဆိုရင်ကယ်လိုရီက885အဆီစုစုပေါင်း 32.1 gram ဆိုဒီယမ်73 mg ကာဗွန်ဟိုက်ဒရိတ်စုစုပေါင်း163 gram ပရိုတင်း8.8 gram ပါဝင်ပါတယ်လူတစ်ယောက်တစ်နေ့တာလိုအပ်ချက်ရဲ့ဗီတာမင် C ရဲ့198ရာခိုင်နှုန်းတန်ဓာတ်14ရာခိုင်နှုန်းဗီတာမင် A 9ရာခိုင်နှုန်းကယ်လ်ဆီယမ်4ရာခိုင်နှုန်းရရှိနိုင်ပါတယ်သတိထားမှာပေါ့နော်ဒူရင်းသီးတစ်လုံးမှာဆိုရင်ကယ်လိုရီ885နဲ့1500အထိရစေတာမဟုတ်ကိုလေးချိန်တက်စီနိုင်တယ်ပေါ့နော်ဒူရင်းသီးတွေကိုလေးစင်စားနေမယ်ဆိုရင်တော့ကိုလေးချိန်တက်စီနိုင်တယ်စီးကြိုရှိတဲ့လူတွေကတော့အကန့်အသတ်နဲ့သာစားသုံးတဲ့မိမိရဲ့စီးကြိုပမာဏဟာဆိုရင်ဘယ်ပမာဏမှာရှိသလဲတွေးစစ်ပြီးတော့အကန့်အသတ်နဲ့စားသုံးတင်ပါတယ်နံပါတ်6ဥမာကြီးကင်ဆာမှာကာကွယ်ပေးခြင်းဒူရင်းသီးမှာအစာကြေလွယ်တဲ့အမြင့်ဓာတ်နဲ့ပေါ်ကျော်အစာပါရှိတယ်ဒါကြောင့်မို့ဝမ်းမှန်စေတယ်ဥစိန်ဥမာကြီးရဲ့အကြည့်ချွဲတို့ရောနေစေပြီးတော့ဥမာကြီးကင်ဆာဖြစ်ပွားခြင်းကနေကာကွယ်ပေးနိုင်တယ်နံပါတ်9အယိုးကိုတန်ပါစေခြင်းဒူရင်းသီးမှာမဂနီဆီယမ်ကယ်လ်ဆီယမ်ဗီတာမင် B နဲ့ပိုတက်ဆီယမ်တို့ကျော်အစာပါရှိရမို့အယိုးတွေရဲ့တိတ်တိသားကိုကောင်းစေတယ်အယိုးကျန်းမာစေဖို့များစွာပံ့ပိုးပေးတယ်နံပါတ်8သွေးရနဲ့ယောဂမှာကာကွယ်ပေးတယ်ဒူရင်းသီးမှာတန်ဓာတ်နဲ့ဖောလိအက်ဆစ်ပါဝင်တာမို့သွေးရနဲ့လူတွေအတွက်အထူးသင့်တော်ပါတယ်ဒူရင်းသီးဟာလူအများစုစားနိုင်ပေမဲ့စီးကြိုသွေးကြိုဝေနာရှင်တွေကိုဝင်ဆောင်မိခင်တွေသတိထားစားသုံးသင့်တယ်3-4မှာထပ်ပို့ပြီးမစားသင့်ဘူးပေါ့အရက်သမားတွေကြောက်ကက်ယောဂသမားတွေကတော့မစားသင့်ဘူးဘာလို့လဲဆိုတော့ပိုတက်ဆီယမ်တွေများစွာပါဝင်နေလို့ပဲဖြစ်ပါတယ်ခုချိန်ကြီးနာတော်တာဆင်ပေးခဲ့တဲ့ပရိသတ်အားလုံးကျေးဇူးတင်ပါတယ်နောက်တစ်ပတ်မှာလည်းကျွန်တော်ရွေးချယ်ထားတဲ့ဆောင်းပါးနဲ့တူပြန်လာပါမယ်ကျွန်တော်ရဲ့ဒီ channel လေးကို like and subscribe လုပ်ထားပေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ဗျ